လုံးမင်းနော်စက်ရုံပိုင်ရှင်မာလေးမှာမန္တလေးရောက်ချိန်မှာအမခင်နဲ့တွေ့ကြလာရဲ့ရှင်စန္ဒပြည့်တဲ့ မဒါလည်းအများကြီးပဲဝယ်ထားတယ်ခြေသားတအားကောင်းတယ်ဟိုတစ်ပတ်ကလည်းလာတယ်အပေါ်လည်းလာဝယ်ကြတယ်ဒီလိုဖြစ်နေတယ်ဒါလေးအကောင်းဘူးလားတော့အများကြီးပဲမမတို့ဝယ်ထားတယ်ပြီးတော့သရင်ပေါင်းပေးရရနောက်ပါပါလေးလည်းဒါပဲနော်ဟုတ်သိဟုတ်ကဲ့ never quit. ဝေးရစကတုံးဆိုဝေးရစကတုံးဆိုဒီကားစီလိုက်နိုင်တော့တာဝေးရစကတုံးဆိုနောက်ပြီးတော့ကိုကင်ပေါ်ဝါလေးတဲ့တယောက်တော့အဲ့မမလည်းတဲ့မှာအဲ့လေးတဲ့ဟုတ်တယ်နော်စုံပြီနော် လေးတွေလည်းရှော့ပြီးတယ်လက်ဆောင်တွေလည်းအများကြီးပေးလိုက်ဖို့ပေါ့ရှင်မင်္ဂလာမန္တလေးဒီနေ့မနက်ဖြန်တစ်ပတ်ခါဝယ်ရှိပါသေးတယ် ဝေးရစကလည်းတတ်တတ်ရှိနေတာရှိတယ်ပြန်တော့ဝေးရစကပြန်ဝေးရစကပြန်ဟုတ်ကဲ့ပြန်ရွှေရီဝင်းရွှေတိုင်းပိုင်ချင်မမနဲ့မိုက်ခင်တို့ဒီရဲ့ဝေးကြတယ်ပေါ့ရှင်